နေလောင်နေဆိုတာကြတော့အသားရည်မှာညိုသွားတာမဲသွားတာတွေမဟုတ်ပါဘူးအရေပြားရဲ့အတွင်းပိုင်းထဲမှာပါရောင်ရမ်းပြီးတော့မှပျက်စီးသွားတာပါဒါကြောင့်မလို့နေလောင်ထားတဲ့အသားရည်ကိုတေချာလေးပြန်ကျူးဆိုင်ပေးဖို့အတွက်လိုအပ်ပါတယ်မင်္ဂလာပါဒေါက်တာဒါဘိုအစီအစဉ်ကနေကြိုဆိုပါရစေ။ကျမကတော့ရေပြားနဲ့လှပဆိုင်ရာဆရာဝန်ဒေါက်တာသီရီပါ။ဒီဗီဒီယိုလေးရဲ့မှာတော့ဒေါက်တာကနေလောင်ထားတဲ့အသားရည်ကိုဘယ်လိုမျိုးပြန်ပြီးတော့မှထိမ့်သိမ့်ပြီးကျူးဆိုင်ရမယ်ဆိုတာကို step by step လေးပြပြပေးသွားခြင်းပါတယ်။ချက်ချင်းလုပ်ရမယ့်အရာတကယ်လို့အသားရည်ကနေလောင်သွားပြီဆိုတာနဲ့အတွင်းပိုင်းထဲမှာပါရောင်ရမ်းပျက်စီးသွားပါပြီ။ဒါကြောင့်မလို့တကယ်လို့ကနေပူထဲမှာရှိနေရဆိုလို့ရှိရင်အရိပ်ကိုချက်ချင်းရှာပါပြီးတော့အဲ့ဒီနေလောင်သွားတဲ့နေရာကိုရေအေးအေးလေးနဲ့ဆေးချပေးပါရေရှားခက်တယ်ဆိုလို့ရှိရင်ပန်ကာသို့မဟုတ်လို့ရှိရင်ဒီရက်တောင်ကလေးကိုအသုံးပြုပြီးတော့မှဒီနေလောင်သွားတဲ့ area လေးကို cool down လုပ်ပေးနိုင်ပါတယ်ပြီးတော့ aloe vera gel ကိုချက်ချင်းလိမ့်ပေးပါဒီလိုမျိုးလိမ့်ပေးခြင်းအပြင်အပူချိန်ကဟိုးအရေပြားအတွင်းပိုင်းထဲထိဝင်ရောက်တာကိုလျှော့ချပေးနိုင်ပါတယ်24နာရီအတွင်းဒီအချိန်ကတော့ golden hour ပါပဲဒီ24နာရီအတွင်းမှာတေချာလေးပြန်ပြီးဂူးဆိုင်နိုင်တယ်ဆိုလို့ရှိရင်ရေရှည်ဒီနေလောင်တန်ကြောင့်မလို့ဖြစ်တဲ့ဘေးထွက်ဆိုးကျိုးတွေကိုကာကွယ်ပေးနိုင်ပါတယ်အဲ့တော့24နာရီအတွင်းမှာဆိုလို့ရှိရင်ဒေါက်တာတို့ကနေလောင်ထားတဲ့နေရာကိုပြန်ပြီးအေးမြစေဖို့အတွက်ရေအေးလေးနဲ့ရေချိုးပေးပါပြီးလို့ရှိရင် aloe vera gel ကိုခဏခဏလိမ့်ပေးနိုင်ပါတယ်ဒီ aloe vera gel လိမ့်ပြီးတဲ့နောက်မှာဆိုလို့ရှိရင်တော့ moisturizer ကိုလိုက်ပြီးတော့လိမ့်ပေးရမယ် moisturizer မှာ alcohol မပါအနံ့မပါတဲ့ plain moisturizer ကိုအသုံးပြုပေးနိုင်ပါတယ်ပြီးတော့ sunscreen ကိုလည်းခုနပြောသလိုပဲထပ်ပြီးတော့မှအသေးချာ glue စိုက်လိမ့်ပေးရပါမယ်နေလောင်ထားတဲ့အသားရည်ကနည်းနည်း sensitive ဖြစ်သွားပြီဖြစ်တဲ့အတွက်ကြောင့်မလို့နောက်ထပ်နေလောင်ဖို့အတွက်တော့မခံနိုင်တော့ပါဘူးအဲ့အတွက်ကြောင့်မလို့ sunscreen ကိုဒေါက်တာတို့လက်နဲ့ချောင်းပမာဏအပြည့်အမြဲတမ်း glue စိုက်လိမ့်ပေးရပါမယ်အရေးကြီးတာကဒီ24နာရီအတွင်းမှာ active ingredient တွေဖြစ်တဲ့ AHA, BHA, retinol စတဲ့ပါဝင်ပစ္စည်းတွေကိုအသုံးပြုတာကိုရှောင်ကျဉ်ပေးရပါမယ်ဘာကြောင့်လဲဆိုလို့ရှိရင်ခုနဒေါက်တာပြောထားသလိုပဲနေလောင်အသားရည်ဒါ sensitive ဖြစ်သွားဖြစ်တဲ့အတွက်ကြောင့်မလို့ဒီလိုမျိုး strong acid တွေကိုသူကမခံနိုင်ဘူးသူတို့နဲ့ထိတွေ့ရဆိုလို့ရှိရင်အသားရည်က burn ဖြစ်ပြီးတော့မှဒီအမဲဆက်တွေပြီးလို့ရှိရင်အယောင်မညီတာတွေကအကြာကြီးဖြစ်သွားနိုင်တဲ့အတွက်ဂရုစိုက်ပေးရပါမယ်ရှင်2ရက်3ရက်အတွင်းဒီ2ရက်3ရက်အတွင်းမှာဆိုလို့ရှိရင်နေလောင်ထားတဲ့အသားရည်ကိုခန္ဓာကိုယ်ကသဘာဝအတိုင်းပြန်လည်ပြုပြင်နေပါပြီပြင်းထန်တဲ့နေလောင်ထားတဲ့နေရာမှာဆိုရင်တော့ဒီအရေးခွန်ကွာသလိုအဖက်ဖက်လေးတွေတွေ့ရတတ်တယ်ပေါ့နော်ဒါပေမဲ့အဲ့ဒါကိုသွားပြီးတော့မှဖယ်တာတွေခွာတာတွေလုံးဝမလုပ်သင့်ပါဘူးဆိုတော့ခန္ဓာကိုယ်ကသဘာဝအတိုင်းပြန်လည်ပြုပြင်တာကိုအားကောင်းစေဖို့အတွက်ဒေါက်တာတို့အနေနဲ့ရေဓာတ်ပြေဝစွာဖြည့်ထားဖို့လိုတယ်အဲ့ဒီနေရာမှာအပြင်ကနေဖြစ်တဲ့ moisturizer လိမ့်တာအပြင်အတွင်းပိုင်းမှာပါရေဓာတ်ပြေဝဖို့ရေများများတောက်ပေးဖို့လိုပါတယ်ပြီးတော့ဒီ2ရက်3ရက်အတွင်းမှာ aloe vera လိုမျိုး soothing gel ကိုမကြာခဏလိမ့်ပေးသင့်ပါတယ်။နောက်ပြီးတော့အဲ့နောက်မှာ moisturizer လိုက်လိမ့်ရမယ်။ sunscreen ကပုံမှန်တိုင်းအမြဲတမ်းဆက်လိမ့်ဖို့လိုအပ်ပါတယ်။အရေးကြီးတာကဒီအဖက်ကလေးတွေမြန်မြန်ကွာသွားအောင်ဆိုပြီးတော့မှ scrub သွားတိုက်တာတွေ peeling solution အရည်တွေသွားသုံးတာတွေကိုရှောင်ကျဉ်ရပါမယ်။ဘာကြောင့်လဲဆိုလို့ရှိရင်နေလောင်ထားတဲ့အသားအရည်ဒီ sensitive အရင်ဖြစ်နေပါပြီ။ဒီခါမှာဒီလိုပြင်းထန်တဲ့ပွတ်တိုက်မှုတွေပြင်းထန်တဲ့ဆေးရည်တွေနဲ့တွေ့လို့ရှိရင်အသားရည်ကထက်လောင်ပြီးတော့မှအမဲဆက်တွေအယောင်မညီတာတွေတောက်လျှောက်အချိန်အကြာကြီးကြံတက်ခဲ့လို့ပါပဲရှင်။တပတ်ကျော်အချိန်မှာဆိုလို့ရှိရင်တော့အသားရည်ကနေလောင်ပြီးနောက်ညိုလာတာမဲလာတာကိုတိတိတတာစပြီးတော့တွေ့ရပြီပေါ့နော်အဲ့တော့ဒီလိုအချိန်မှာဆိုလို့ရှိရင်အသားရည်ပြန်လဲကြည်လင်ဝင်းပါလာစေဖို့အတွက် brightening ingredient တွေ whitening ingredient တွေဖြစ်တဲ့ vitamin C, niacinamide, kojic acid, alpha arbutin စတဲ့ ingredient တွေကိုရွေးချယ်ပြီးတော့သုံးစွဲပေးနိုင်တယ်ဒီဟာကိုလည်းဒီ ingredient တွေပါတဲ့ skin care step တွေဆိုလို့ရှိရင် serum step ကိုပို့ပြီးတော့မှရွေးချယ်ပေးသင့်ပါတယ်နောက်တစ်ခုကကြတော့ဒီ2ရက်3ရက်အတွင်းမှာခုနပြောသလိုမျိုးskin care တွေသုံးရမယ့်အပြင် sunscreen ကိုလည်းမဖြစ်မနေစက်တိုက်သုံးပေးဖို့လိုအပ်ပါတယ်ဆိုတော့ဒီအချိန်ကကြတော့ melanin ထုတ်လုပ်မှုအများများတဲ့အချိန်ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီအချိန်မှာတခါတည်းဒီထုတ်လုပ်မှုတွေကို short ချပေးထားနိုင်တယ်ဆိုလို့ရှိရင်ရေရှည်အသားညိုမဲတာတွေအသားအယောင်မညီတာတွေကိုလည်း short ချပေးနိုင်မှာပဲဖြစ်ပါတယ်အဲ့တော့ဒေါက်တာတို့နေလောင်နေဆိုတာကကြတော့အပေါ်ရန်အသားညိုသွားတာမဟုတ်ဘဲနဲ့ဒီအသားရည်မှာရောင်ရမ်းမှုတွေဖြစ်ပြီးတော့မှအတွင်းပိုင်း cellular DNA level အထိတွေပျက်စီးသွားတာဖြစ်နိုင်တဲ့အတွက်ကြောင့်မလို့အခုဒေါက်တာပြောခဲ့သလိုမျိုး step by step လေး queue site တယ်ဆိုလို့ရှိရင်တော့ဒီအသားရည်နေလောင်ပြီးတော့ပျက်စီးတာကိုအများကြီးချွတ်ချပေးနိုင်မှာဖြစ်တဲ့အတွက်ကြောင့်မလို့လိုက်လုပ်ကြည့်ဖို့အကြံပေးခြင်းပါတယ်ရှင်နေလောင်သွားပြီဆိုလို့ရှိရင်ဒေါက်တာတို့စောစောစီးစီးပြန်ပြီးတော့မှ queue site ပေးခြင်းက recovery time လဲပို့ပြီးတော့မြန်စေတယ်လို့အရေးပြားရဲ့ဟိုးအတွင်းပိုင်း DNA level အထိပျက်စီးသွားတာကိုလည်းအများကြီး short ချပေးနိုင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ကိုကနေပူခံမိသွားပြီးနေလောင်သွားပြီဆိုရင်အခုဒေါက်တာပြောခဲ့တဲ့အချက်လေးတွေကို step by step လေးလိုက်လုပ်ကြည့်ဖို့အတွက်အကြံပေးခြင်းပါတယ်ရှင်